တောက်ပတဲ့အပြာရောင်ကောင်းကင်အောက်မှာအေးချမ်းစိမ့်ဆူပြီးလှပတဲ့တုပ်အုပ်အေးမြတဲ့လေပြေလေညင်းမွေးချိုင်တဲ့ပန်းမျိုးစုံနဲ့ပကြီးကားတစ်ချက်လိုလှပတဲ့သဘာဝအလှတရားအနောက်တိုင်းနဲ့ဆက်နွယ်နေတဲ့သမိုင်းကြောင်ပြက်ပြေလူလူဖြစ်နေတဲ့ကိုလိုနီခေတ်အငွေ့တဲ့ပင်လယ်ရေမျက်နှာပြင်ထက်ပေပေါင်း3500ကျော်မှတည်ရှိပြီးမြေပြန့်နဲ့အနှင်းငယ်ကွေးပြားတဲ့လူနေမှုဓလေ့ဟန်ပန်တွေနဲ့နိုင်ငံသားအများစုကနှစ်လိုဝယ်ရှိတယ်လို့ပန်းမြို့တော်လို့လေခေါ်တဲ့ဒီတောင်စခန်းမြို့လေးဟာရာစုနှစ်ချီပြီးခရီးသွားတွေကိုဆွဲဆောင်နေရှိနေပါလိမ့်ထူးခြားပြီးနှစ်လိုဝယ်ရှိလာတဲ့ပြင်ဦးလွင်ဆိုတဲ့အမည်ဟာအစောဆုံးအထောက်အထားမှတ်တမ်းများအရ1968ခုနှစ်ကလေးကတည်ရှိခဲ့တာဖြစ်ပါလိမ့်ပန်းဦးဝန်လို့အဓိပ္ပာယ်ရတဲ့ရှမ်းဘာသာစကားဟင်ကူးငွေမှာဆင်းသက်လာတာဖြစ်ပါလိမ့်အင်္ဂလိပ်တွေဟာအထက်မြန်မာပြည်ကိုမသိမ်းမီကလေးကပြင်ဦးလွင်ရွာတည်ရှိခဲ့ပြီးအလှည့်ကျဈေးဖွင့်လှစ်တည်ရှိခဲ့တဲ့အရက်လေးဖြစ်ခဲ့ပါလိမ့်ဒီမျိုးလေးဟာလွတ်လပ်ရေးဆုံးရှုံးပြီးတဲ့နောက်မှာခေတ်ဆက်ဆက်တမိုင်းအဆက်ဆက်ကိုဖျက်ဆီးခဲ့ပြီးတာတော့ရေမြေတောတောင်လေးဟာလှပနေစေပန်းတွေဟာမွေးကြိုင်နေစေဖြစ်ပါလိမ့်1885ခုနှစ်မှာမြန်မာနိုင်ငံကိုအင်္ဂလိပ်တို့သိမ်းပိုက်ပြီးနောက်အင်္ဂလိပ်နယ်ချက်ကျူးကျော်မှုကိုတော်လှန်ခဲ့တဲ့မျိုးချစ်တော်လှန်ရေးသမားတွေဟာပြင်ဦးလွင်စည်းပင်ကြီးအရက်ကနေနယ်ချက်တို့ကိုခုခံတော်လှန်ခဲ့ကြပါလိမ့်မေဂျာမေဦးဆောင်တဲ့တပ်ပေါင်းစုကရက်ပေါင်းများစွာကြာမြင့်အောင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာပြင်ဦးလွင်ကိုသိမ်းပိုက်နိုင်ခဲ့ပါလိမ့်ပြင်ဦးလွင်ကိုသိမ်းပိုက်နိုင်ခဲ့တဲ့အတွက်မေဂျာမေဟာကာနယ်ယာရုအဆင့်သို့တိုးမြင့်ခံခဲ့ရပြီး1896ခုနှစ်ကစတင်ကကာနယ်မေကိုဂုဏ်ပြုတဲ့အနေနဲ့ပြင်ဦးလွင်ကနေမေမျိုးလိုအမည်တွင်စေခဲ့ပါလိမ့်အင်္ဂလိပ်များအကြိုက်နဲ့ညီညွတ်စေဖို့အတွက်အင်္ဂလိပ်လူမျိုးအင်ဂျင်နီယာချုပ်နဲ့စစ်ဘက်အင်ဂျင်နီယာတွေက1896ခုနှစ်ကစတင်ပြီးမြို့အင်္ဂါရက်နဲ့အညီအကောင်းဆုံးနေရာတွေမှာအင်္ဂလိပ်ဆန်းဆန်းခြံဝန်းကျဲကြီးတွေနဲ့အိမ်ကြီးတွေကိုတခန်းတနာဆောက်လုပ်ခဲ့ကြပါလိမ့်ကိုလိုနီခေတ်ကာလတစ်လျှောက်ဗြိတိရှတို့ရဲ့နွေရာသီမြို့တော်ဖြစ်ထင်ရှားခဲ့ပြီးဘယင်ကန်ချုပ်ဆာဟာကုတ်ပဒလာဆာဂဒေါမန်စမိတ်ဆာဟူဘရန်ဝင်ကြီးချုပ်စာပေါ်ထွန်းနဲ့အုပ်ချုပ်ရေးဌာနကအရာရှိကြီးပေါင်းများစွာနေထိုင်ခဲ့ကြပါလိမ့်ဗြိတိရှတို့ရဲ့မြန်မာပြည်စစ်ဌာနချုပ်ကိုမိုးရာသီနဲ့ဆောင်းရာသီမှာရန်ကုန်မြို့မှာဖွင့်လှစ်ခဲ့ပြီးနွေရာသီမှာတော့မေမြို့သို့နှစ်စဉ်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြပါလိမ့်ဒုတိယကမ္ဘာစစ်ကာလအတွင်းမေမြို့ဗြိတိရှစစ်ဌာနချုပ်မှာရုံးထိုင်ခဲ့တဲ့ဗိုလ်ချုပ်ကြီးဆာဝီလျံစလင်းကကျေဝန်းလာတဲ့ဥယျာဉ်ခြံများထဲမှာဆာရီစတိုင်အင်ကြီးအိမ်ကောင်းများဖြင့်နှစ်လိုပွေရာကောင်းလာသောမြို့လိုရေးသားအမွှန်းတင်ခဲ့ပါလိမ့်နေချေအင်္ဂလိပ်စစ်သားများစီးကူးတာဖို့အတွက်စစ်ဆေးရုံကြီးကိုလေပြင်ဦးလွင်မြို့လေနဲ့2မိုင်ခန့်ကွာမိုးကြိုးပြည့်ရွာသွားကားလမ်းအနီးမြေဧက68.81ဧကပေါ်မှာတည်ဆောက်ခဲ့ပြီး British Military Hospital ဖြစ်1923ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပါလိမ့်ပန်းမြို့တော်ထဲမှာမွေးကြိုင်တင်းပြန့်တဲ့ပန်းဥယျာဉ်ကလေးတစ်ခုရှိပြီးတော့ဆေးပညာရဲ့အသီးပွင့်တွေကြောင့်ကြော်ကြားလာခဲ့ပါလိမ့်ဆေးရုံကိုစတင်ဖွင့်လှစ်စဉ်က25ကရင်ဆန့်ဆေးရုံဖြစ်တည်ထောင်ခဲ့ပြီးတပ်မှုယုံအစည်းအဝေးခန်းမဆောင်ခွဲစိတ်ခန်းမကြီးခွဲစိတ်ကုသဆောင်ဖျားနာကုသဆောင်အမျိုးသမီးဖျားနာဆောင်လူနာဝတ်ပစ္စည်းထုတ်ပေးစတူနဲ့လူနာမီးဘူကြီးစတဲ့အဆောက်အုံတွေပါဝင်ခဲ့ပါလိမ့်1930ပြည့်နှစ်ဆရာဆန်တောင်သူလယ်သမားရေတော်ပုံကာလမှာမြန်မာတို့ရဲ့ပုံကံမှုတွေကိုနှိမ်နင်းဖို့အတွက်အိန္ဒိယစစ်သည်4000နဲ့ဗြိတိရှစစ်သည်1000ခွဲအထိဖြန့်ကျက်ချထားခဲ့ပါလိမ့်1932ခုနှစ်မှာ British Military Hospital ကို25ကရင်ဆန့်ကနေကရင်90ဆန့်ဆေးရုံဖြစ်တိုးချဲ့ခဲ့ပါလိမ့်မေမြို့စစ်ဆေးရုံကြီးမှာအင်္ဂလိပ်လူမျိုးစစ်မှုထမ်းအရာရှိတွေသာတက်ရောက်ကုသခွင့်ရှိခဲ့ပြီးအင်္ဂလိပ်လူမျိုးမဟုတ်သူများနဲ့အရာရှိမဟုတ်သူများကတော့အိန္ဒိယဆေးရုံတက်ခွဲမှာပဲကုသခွင့်ရရှိခဲ့ပါလိမ့်ဒါကြောင့်ဒီစစ်ဆေးရုံကြီးကိုပထမတန်းစားဆေးရုံတစ်ခုဖြစ်အောင်ခမ်းနားတက်ရစွာတည်ဆောက်ထားခဲ့ကြပါလိမ့်1942ခုနှစ်ဗြိတိရှတို့ဆုတ်ခွာခြင်းမှာ Burma Retraction ရာမေမြို့စစ်ဆေးရုံကိုနံပါတ်8 Burma General Hospital ဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်
1943ခုနှစ်မဟာမိတ်တပ်များပြန်လည်ဝင်ရောက်လာချိန်မှာမေမြို့စစ်ဆေးရုံနံပါတ်8 Burma General Hospital ဖြစ်ဆက်လက်ဖွင့်လှစ်ခဲ့ပါသည်1946ခုနှစ်မှာနံပါတ်1 Burma General Hospital ဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်1948ခုနှစ်မှာတော့ဗမာတပ်မတော်ဆေးရုံမေမြို့ကရင်300အဖြစ်အမည်ပြောင်းလဲခဲ့ပြီးလွတ်လပ်ရေးရပြီးနောက်ပထမဆုံးတပ်မှုမှာဒုတိယဗိုလ်မှူးကြီးလက်ချ်မန်ဖတ်တီဖြစ်ပါသည်1953ခုနှစ်မတ်လ1ရက်နေ့မှာအခြေစိုက်စစ်ဆေးရုံကရင်900 Base Military Hospital အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်1963ခုနှစ်အောက်တိုဘာလ1ရက်နေ့မှာတော့အမှတ်1အခြေချစစ်ဆေးရုံကရင်900အဖြစ်အမည်ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်အမှတ်1အခြေချစစ်ဆေးရုံကရင်900မှာဖွဲ့စည်းပုံအင်အားမရှိတာကြောင့်၎င်းတပ်မတော်စစ်တပ်ဖွဲ့မှာပါရဂူအရာရှိများလေ့ကျင့်မွေးထုတ်နေစေဖြစ်တာကြောင့်၎င်းပါရဂူအရာရှိများနေရာမှာအရက်ဖက်ကပါရဂူများကိုအစားထိုးခံထားခဲ့ရမှာခွဲစိတ်ပါရဂူများအဖြစ်ဒေါက်တာဦးသိန်းညွန့်ဒေါက်တာဦးကိုဝင်းဒေါက်တာဦးထွန်းစံမောင်စေကုသမှုပါရဂူများဖြင့်ဒေါက်တာဦးတင်အောင်ဆွေဒေါက်တာဦးလာထွန်းတို့ကတာဝန်ထမ်းဆောင်ခဲ့ကြပါသည်1964ခုနှစ်မှာစတင်ပြီးစေကုသရေးသာမကစေပညာများသင်ကြားပေးတဲ့သင်ကြားရေးဆေးရုံကြီးဖြစ်လေဆောင်ရွက်ခဲ့ပါသည်မန္တလေးစေတက္ကသိုလ်ကြီးရဲ့သင်ကြားရေးဆေးရုံကြီးဖြစ်ခဲ့ပြီးဆေးမှုများနဲ့အလုပ်သင်ဆရာဝန်များရဲ့ဆေးပညာရပ်များသင်ကြားရာနေရာတစ်ခုဖြစ်ခဲ့ပါသည်1992ခုနှစ်မှာတော့တပ်မတော်စေတက္ကသိုလ်တည်ထောင်ပြီးတဲ့နောက်တပ်မတော်စေတက္ကသိုလ်ရဲ့သင်ကြားရေးဆေးရုံကြီးဖြစ်လာခဲ့ပြီးဘွဲ့ကျူဘွဲ့လွန်သင်တန်းသားများစွာကိုလေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းဖြစ်ပွားခဲ့တဲ့အောင်စီရစစ်စင်ရေးရဲမင်းအောင်စစ်စင်ရေးစတဲ့စစ်စင်ရေးများနဲ့ကွမ်းလုံရက်40တိုက်ပွဲကျူးရွှေပန်းခောက်တိုက်ပွဲစီစီဝန်တာပန်တိုက်ပွဲစတဲ့တိုက်ပွဲတွေမှာဈေးဝန်ထမ်းတပ်ဖွဲ့မှာဈေးမှုများဈေးလက်ထောက်များနဲ့ဒုနာပြုများကရှေ့တန်းကြကြစစ်မြေပြင်ဈေးအကာအကွယ်ပေးတာဝန်များကိုကြာရအခန်းကဏ္ဍကနေတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြပါသည်လွယ်ပြောင်းကုသဖို့လိုအပ်တဲ့လူနာတွေကိုလည်းလာရှိုးမြို့မှာရှိတဲ့နယ်လက်ခွဲစိတ်နဲ့ဓာတ်မှန်ရိုက်တက်အမှတ်1စစ်မြေပြင်ဈေးရုံကရင်တရားတို့မှာအရေးပေါ်ခွဲစိတ်ကုသမှုများပြုလုပ်ခဲ့ပါသည်ဓာတ်မှန်လွယ်ပြောင်းကုသဖို့လိုအပ်တဲ့လူနာတွေကိုတော့အမှတ်1အခြေချစစ်ဆေးရုံကရင်900မေမြို့သို့ပို့ဆောင်ပြီးထိရောက်တဲ့ဈေးဝါကုသမှုတွေဆောင်ရွက်ပေးခဲ့ကြပါသည်အရေးပေါ်ခွဲစိတ်ကုသမှုခံယူဖို့လိုအပ်တဲ့လူနာတွေကိုလည်းအချိန်နဲ့တပြေးညီဆောင်ရွက်ပေးနိုင်ခဲ့ပြီးအသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ပါတယ်။ဒါကြောင့်အရှိမြောက်ဒေသစစ်စင်ရေးတွေမှာအမှတ်1အခြေချစစ်ဆေးရုံမှာအလွန်အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်ခဲ့ပါတယ်။1986ခုနှစ်ဩဂုတ်လ9ရက်နေ့မှာအမှတ်1အခြေချစစ်ဆေးရုံကိုကရင်900မှကရင်900ဖြစ်သူပြောင်းလဲဖွဲ့စည်းခဲ့တယ်လို့2002ခုနှစ်ဒီဇင်ဘာလ12ရက်နေ့မှာအမှတ်1အခြေချစစ်ဆေးရုံကရင်900မှအမှတ်1တပ်မတော်ဆေးရုံကရင်900တို့ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်1988ခုနှစ်မှာ2022ခုနှစ်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတွင်ဖြစ်ပွားခဲ့တဲ့အောင်ဟိန်းတို့စစ်တပ်ဇွဲဟိန်းအောင်စစ်စီရဲဝံအောင်စစ်စီဒီတာယာစစ်စီပြည်ငင်းချမ်းစစ်စီစတဲ့စစ်စင်ရေးများနဲ့လောက်ကင်တိုက်ပွဲ
မုံကိုဒေသတိုက်ပွဲစားတဲ့တိုက်ပွဲတွေမှာလည်းဈေးဝန်ထမ်းတပ်ဖွဲ့မှာဈေးမှုများနဲ့ဒူနာလူများကရှေ့တန်းကြကြစစ်မြေပြင်ဈေးအကာအကွယ်ပေးတာဝန်များကိုထမ်းဆောင်ဒါအပြင်ပါရဂူများဦးစီးတဲ့အထူးခွဲစိတ်ကူဈေးအကာအကွယ်ပေးရေးအဖွဲ့များနဲ့လည်းစစ်စင်ရေးဈေးအကာအကွယ်ပေးတာဝန်များကိုကြာရအခန်းကဏ္ဍမှာတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြပါသည်လွယ်ပြောင်းကုသရန်လိုအပ်တဲ့လူနာများကိုပြင်းဦးတွင်ရှိအမှတ်1တပ်မတော်ဆေးရုံကရင်900သို့လွယ်ပြောင်းပို့ဆောင်ပြီးထိရောက်တဲ့ဆေးဝါးကုသမှုတွေဆောင်ရွက်ပေးခဲ့ပါတယ်။ခွဲစိတ်ကုသရန်လိုအပ်တဲ့လူနာများကိုနေမအားညမနာခွဲစိတ်ကုသပေးခဲ့ပြီးစစ်မြေပြင်ဒဏ်ရာရလူနာများရဲ့အသက်ပေါင်းများစွာကိုကယ်တင်ပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်အမှတ်1တပ်မတော်ဆေးရုံကရင်900ရဲ့အခန်းကဏ္ဍဟာမြန်မာတပ်မတော်ဈေးဝန်ထမ်းတပ်ဖွဲ့ရဲ့သမိုင်းမှာထင်ရှားပေါ်လွင်ခဲ့တယ်ကုသမှုဌာနကြီးများနဲ့ကုသမှုအကူဌာနများရဲ့ဆေးဝါးကုသမှုဆိုင်ရာစွမ်းဆောင်ရည်များအနေနဲ့ကြောက်ကန့်တဲ့စီလန်းချောင်းဆေးပညာကုသမှုဌာနကို1996ခုနှစ်ဇန်နဝါရီလမှာစတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ဒီကနေ့အချိန်ထိကြောက်ကန့်သွေးသန့်စင်ကုသနိုင်မှုလူနာပေါင်း4000ကျော်ကိုသွေးသန့်စင်ပေးနိုင်မှုအကြိမ်အရေအတွက်2500ကျော်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ပထမဆုံးအကြိမ်ကြောက်ကန့်အစားထိုးခွဲစိတ်ကုသမှုကို2012ခုနှစ်နိုဝင်ဘာလမှာစတင်ပြုလုပ်ခဲ့ပြီးဒီကနေ့အချိန်ထိလူနာပေါင်း29ဦးကိုအောင်မြင်စွာကြောက်ကန့်အစားထိုးကုသမှုပြုလုပ်နိုင်ခဲ့ပါတယ်။ခွဲစိတ်ကုသမှုဌာနအနေနဲ့ဈေးကာကွယ်ပေးဒေသများကခွဲစိတ်ကုသရန်လိုအပ်တဲ့လူနာများကိုကုသမှုပေးနေတဲ့အပြင်စစ်စင်ရေးနယ်မြေများကရောက်ရှိလာတဲ့ဒဏ်ရာရစစ်သည်တွေကိုလည်းနေညမရွေးလိုအပ်တယ်လို့အရေးပေါ်ခွဲစိတ်ကုသမှုများဆောင်ရွက်လျက်ရှိပါတယ်။1998ခုနှစ်မှာတော့အစာအိမ်မှန်ပြောင်းနဲ့ဥမာကြီးမှန်ပြောင်းတို့ကိုယောဂါရှာဖွေရေးအတွက်ပဲစတင်အသုံးပြုနိုင်ခဲ့ပြီး2009ခုနှစ်မှာစကာဒီကနေ့အချိန်ထိယောဂါကုသမှုများဆောင်ရွက်ပေးလျက်ရှိပါတယ်။နှလုံးကုသမှုဆေးပညာဌာနကို2008ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီးနှလုံးရဲ့လှုပ်ဆောင်နိုင်မှုများကိုစမ်းသပ်ခြင်းနှလုံးသွေးကြောခြင်းယောဂါရှိမရှိစမ်းသပ်ခြင်းနဲ့နှလုံးစီးကျက်စမ်းသပ်ခြင်းတွေကိုလှုပ်ဆောင်နိုင်ခဲ့ပါတယ်။နှလုံးသွေးကြောချက်ကုသမှုအတွက်လိုအပ်တဲ့စက်များကိုဖြည့်တင်းပေးခဲ့ပြီးသွေးကြောချက်ကုသခြင်းကို2013ခုနှစ်မှာဩစတြေးလျနိုင်ငံမှနှလုံးကုသမှုပညာရှင်များနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ဒီလိုဆောင်ရွက်နိုင်မှုဟာတပ်မတော်ဈေးဝန်ထမ်းတပ်ဖွဲ့သမိုင်းမှာပထမဦးဆုံးနဲ့မြန်မာသမိုင်းမှာဒုတိယအကြိမ်မြောက်ဖြစ်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ပြင်ပလူနာဌာနမှာတာဝန်ကျပါရဂူဆေးမှုများဒုနာပြုများက24နာရီတာဝန်ထမ်းဆောင်ရရှိပြီးကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။တွားနယ်ကရင်ဆေးကုသမှုဌာနကိုပြင်ပလူနာဌာနအဆောက်အဦအတွင်းမှာပဲဖွင့်လှစ်ထားရှိပါသည်။2019ခုနှစ်မှာတော့ရုံးခန်းများဧကန်းများသွားဆေးကန်းများကိုအကြီးစားမုံမှန်ပြင်ဆင်ပေးခဲ့ပြီးခင်မီဆေးနဲ့ဆေးပစ္စည်းကိရိယာများရရှိလာမှုနဲ့အတူထိရောက်တဲ့သွားဖာနည်းစနစ်များနဲ့တာမန်သွားဖာခြင်းသွားအလှဖာခြင်းနဲ့သွားပြုပြင်ခြင်းများကိုပြုလုပ်ပေးလျက်ရှိပါသည်။ဒါ့အပြင်သွားစိတ်ခုံများမှာသွားအတွင်းကြည့်ကင်မရာများပါရှိပြီးဖြစ်တဲ့အတွက်ကုသမှုပိုင်းမှာများစွာတိုးတက်ပြောင်းလဲခဲ့ပါသည်။
ထိခိုက်ဒဏ်ရာနဲ့ရိုးရောဂါကုသမှုဌာနအနေနဲ့စစ်စင်ရေးထိခိုက်ဒဏ်ရာရရှိတဲ့လူနာများနဲ့အခြားထိခိုက်မှုရရှိသောလူနာများကိုအရိုးရောဂါကုသမှုများအားအစဉ်အဆက်ကုသဆောင်ရွက်ပေးခဲ့ပါသည်။ပြောင်းလဲတိုးတက်လာတဲ့ခေတ်နဲ့အညီခွဲစိတ်ကုသမှုများဖြစ်တဲ့အရိုးကျိုးခြင်းများအားစတီးကြောင်းထည့်၍ခွဲစိတ်ကုသခြင်းအရိုးပွင့်ခြင်းများအားအပြင်ဘက်မှစတီးကြောင်းထည့်၍ခွဲစိတ်ကုသခြင်းစတဲ့ခွဲစိတ်ကုသမှုများအားဆောင်ရွက်နိုင်ခဲ့ပါသည်။အထူးကြက်မှတ်ကုသမှုဌာနကို2016ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့ပြီးဒီကနေ့အချိန်ထိအထူးကြက်မှတ်ကုသရန်လိုအပ်တဲ့လူနာများကိုကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည်။ဝေကင်းစာကလေးကုသမှုဌာနကိုငကူကမျိုးသမီးကုသဆောင်မှာထားရှိကုသခဲ့ပြီးမြဲလေ1980ပြည့်နှစ်မှယခုအချိန်ထိတားဖွားမိရနဲ့မွေးကင်းစာကလေးကုသဆောင်မှာကုသမှုပေးလျက်ရှိပါသည်2002ခုနှစ်မှစတင်ပြီးစိုးရိမ်ပွေရာကလေးများကိုမွေးကင်းစာကလေးကုသဆောင်ရှိအနီးကပ်စောင့်ကြည့်ကုသခန်းမှာကြက်မှတ်ကုသပေးလျက်ရှိပါသည်ဆေးရုံစတင်ဖွင့်လှစ်ချိန်မှာရိုးရိုးဓာတ်မှန်ဆက်အသုံးပြုရမှာဤပညာများတိုးတက်ပြောင်းလဲလာမှုနဲ့အတူယခုအချိန်ထိ Digital ဓာတ်မှန်ဆက်3လုံး Portable H-ray ဆက်တစ်လုံးတို့နဲ့တပ်မတော်သားများနဲ့မိခိုသူမိသားစုဝင်များရဲ့ယောဂရှာဖွေလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပါသည်အစင်းမြင့်ယောဂရှာဖွေရေးလုပ်ငန်းများအတွင်မရှိမဖြစ်လိုအပ်တဲ့ CT scan နဲ့ MRI စက်များကိုလည်းခေတ်နဲ့အညီတက်ဆင်အသုံးပြုလျက်ရှိပါသည်ဓာတ်ခွဲဌာနကိုယခုအသစ်ဖွင့်လှစ်တဲ့ကင်ဆာကုသဆောင်ရဲ့နောက်ကျောဘယ်အဆောက်အဦမှာစတင်ဆောင်ရွက်ခဲ့ပါသည်2009ခုနှစ်မှာအဆောင်စီခွဲစိတ်ပြီးစသူနာဆောင်ရဲ့အောက်ထပ်မှာဓာတ်ခွဲဌာနကိုပြောင်းရွှေ့ခဲ့ပါသည်ယောဂရှာဖွေခြင်းဆိုင်ရာတိုးတက်မှုများအနေနဲ့ယောဂစစ်ဆေးမှုများကိုခင်မီစက်ကရိယာများနဲ့အချိန်နဲ့တပြေးညီစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်ဒါအပြင် COVID-19 ယောဂဖြစ်ပွားချိန်မှာယောဂရှာဖွေရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ RT-PCR စက်ကိုလည်းအချိန်နဲ့တပြေးညီတက်ဆင်ခဲ့ပြီးယောဂရှာဖွေရေးလုပ်ငန်းတွေမှာစွမ်းအားဖြင့်ဆောင်ရွက်နိုင်ခဲ့ပါသည်ကာယကုသမှုဌာနကို1960ပြည့်နှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီး1982ခုနှစ်မှာလက်ရှိဌာနနေရာသို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်ခြေရုလက်တုနဲ့တွဲဖက်ပြီးခြေရုမတက်ဆင်ပြီးပြုလုပ်ရန်လိုအပ်တဲ့လေ့ကျင့်ခန်းများနဲ့ခြေရုတက်ဆင်ပြီးပြုလုပ်ရန်လိုအပ်တဲ့လေ့ကျင့်ခန်းများကိုစနစ်တကျပြုလုပ်လေ့ကျင့်ပေးလျက်ရှိပါသည်စီဝါဌာနကိုစီးရုံစတင်တည်ထောင်ခြင်းမှစပြီးဒီကနေ့အချိန်ထိလက်ရှိစီဝါဌာနနေရာမှာပင်ဖွဲ့စည်းထားရှိခဲ့ပါသည်ဆေးနဲ့ဆေးပစ္စည်းများကိုစနစ်တကျသိုးလောင်ထိန်းသိမ်းခြင်းစနစ်တကျဖြန့်ခွဲပေးခြင်းစတဲ့လုပ်ငန်းတာဝန်များကိုဒီကနေ့အထိဆက်လက်ထမ်းဆောင်လျက်ရှိပါသည်လူစွမ်းအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးတွေဘာသာရေးဆိုင်ရာကျွမ်းကျင်ပါရဂူများနဲ့အခြားကျွမ်းကျင်မှုဆိုင်ရာပညာရှင်များကိုစဉ်ဆက်မပြတ်မွေးထုတ်ပေးလျက်ရှိပါသည်ဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းစဉ်ဆက်မပြတ်ဆေးပညာသင်ကြားရေးများကိုပုံမှန်လှုပ်ဆောင်လျက်ရှိပြီးခေတ်နဲ့အညီဖြစ်ပွားလျက်ရှိတဲ့ယောဂများနောက်ဆုံးပေါ်ယောဂကုထုံးများကိုဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းပညာမျှဝေခြင်းတို့ကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်တိုးတက်ခင်မီတဲ့ဆေးရုံကြီးအဖြစ်
အစဉ်ရပ်တည်နိုင်မှုအတွက်ဈေးရုံရဲ့အဆောက်အဦတွေကိုအဆင့်မြင့်တင်ခြင်းထိမ့်သိမ်းပြုပြင်မွမ်းမံခြင်းတိုးချဲ့ဆောက်လုပ်ခြင်းဈေးရုံသုံးခင်မီဆက်ပစ္စည်းများတိုးမြင့်ဖြည့်တင်းခြင်းစတာတွေကိုလည်းဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။စေတုဒေသနာဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းသူဒေသနာလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီးနှစ်စဉ်ကျင်းပမြဲဖြစ်တဲ့မြမတက်မတော်ဈေးပညာရဲ့ဆိုင်ရာနှီးနှောဖလှယ်ဝဲများမှာတက်ရောက်ဆွေးနွေးခြင်းတို့ကိုလည်းပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။အမှတ်1တက်မတော်ဈေးရုံကရင်900အနည်းနဲ့ကျမ်းမာရေးစောင့်ရှောက်မှုပေးရမှာအဖက်ဖက်ကပြည့်စုံကောင်းမွန်နေစေဖို့အစဉ်ဆောင်ရွက်လျက်ရှိရမှာတက်မတော်သားများမိသားစုဝင်များသာမကနေမြေကန်ပြည်သူလူထုတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေနဲ့နယ်လှည့်ဆေးကုသမှုလုပ်ငန်းတွေပါလေစေတနာအကျဉ်းနာဘေးကင်းကွာဆိုရဲဆေးဝန်ထမ်းတပ်ဖွဲ့ရဲ့စောင့်ပုံးနေအညီအစွမ်းကိုကုသဆောင်ရွက်ပေးလျက်ရှိပါတယ်။ကျန်းမာရေးစောင့်ရှောက်မှုပေးရမှာလိုအပ်လျက်ရှိတဲ့ကင်ဆာရောဂါကုသဆောင်ဖွင့်လှစ်နိုင်မှုအတွက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့လမ်းညွှန်ချက်နဲ့အညီဓာတ်ရောင်ကြီးဖြင့်ကင်ဆာရောဂါကုသစေအပါအဝင်ကင်ဆာရောဂါကုသဆောင်ကြီးကိုအသစ်တိုးချဲ့ဆောက်လုပ်ခဲ့ရမှာဒီကနေ့အချိန်မှာကုသမှုလုပ်ငန်းတွေကိုဆောင်ရွက်နေပြီဖြစ်ပါတယ်။အမှတ်1တပ်မတော်ဈေးရုံကရင်900အနေနဲ့စစ်တပ်ကတူနဲ့တပ်မတော်ဤပညာတက္ကသိုလ်တို့မှဗိုလ်လောင်းများကိုကျောင်းဝင်ဆေးစစ်ခြင်းပုံမှန်ဆေးစစ်ခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိပြီးဗိုလ်လောင်းများရဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်းအချိန်နဲ့တပြေးညီဆောင်ရွက်ပေးလျက်ရှိပါတယ်။အုပ်ချုပ်ထောက်ပံ့မှုများအနေနဲ့လူနာမျိုးဘူးကြီးကိုဈေးရုံစတင်ဖွင့်လှစ်တဲ့1923ခုနှစ်ကပင်စတင်လည်ပတ်ခဲ့ပြီးယခုချိန်ထိလူနာများရဲ့စားတောက်ရေးကိုအထောက်အကူပြုလျက်ရှိပါသည်။ချက်ပြုတ်ပြီးဟင်းလျာများကိုလူနာစားရည်တာမှာစနစ်တကျတဲခင်းပြင်ဆင်ပြီးလူနာများအာဟာရပြည့်ဝစွာစားတောက်နိုင်ရေးစီမံဆောင်ရွက်ပေးလျက်ရှိပါသည်။လူနာအဝတ်များလျှော်ဖို့ရေးအတွက်လည်းအဝတ်လျှော်ဆက်ကို1960ပြည့်နှစ်မှစတင်လေပတ်ခဲ့ပြီးဒီကနေ့အချိန်ထိလူနာအဝတ်များလျှော်ဖို့ရေးအတွက်အချိန်နဲ့တပြေးညီဆောင်ရွက်ပေးလျက်ရှိပါတယ်။အမတ်တေတက်မတော်ဈေးရုံကရင်900အနေနဲ့ဈေးဝန်ထမ်းတပ်ဖွဲ့ရဲ့တာဝန်ဖြစ်တဲ့ကျန်းမာကြန့်ခိုင်တိုက်နိုင်ရန်ဆိုတဲ့စာဖို့အတိုင်းတက်မတော်သားများရဲ့ကျန်းမာရေးနဲ့ကြန့်ခိုင်ရေးအတွက်အစဉ်ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ဈေးဝန်ထမ်းတပ်ဖွဲ့ဝင်များရဲ့ကြန့်ခိုင်ရေးအတွက်လေ့ကျင့်ခန်းများကိုပုံမှန်ဆောင်ရွက်လျက်ရှိပါတယ်။စီကံကောင်းမွန်ပြီးအမိန့်နာခံတတ်တဲ့စစ်တီကောင်းများပေါ်ထွက်လာရေးအတွက်တန်းစီခြင်းဝတ်စားဆင်ရမှုစစ်ဆေးခြင်းများကိုပုံမှန်ဆောင်ရွက်လျက်ရှိပါတယ်။စစ်ကြုတ်ခေ1923ခုနှစ်အင်္ဂလိပ်စစ်ဆေးရုံကနေအစပြုခဲ့ပြီးခေတ်အဆက်ဆက်တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့အမှတ်1တပ်မတော်ဆေးရုံကရင်900ဟာအခုဆိုရင်နှစ်တရာပြည့်မြောက်ခဲ့ပြီးဖြစ်ပါတယ်။နှစ်တရာကာလအတွင်းလူစွမ်းအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆေးပညာသင်ကြားရာနေရာတစ်ခုဖြစ်ခဲ့တယ်လို့ပညာရှင်များလက်တွေ့ဆေးပညာစီးပူးရာနေရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။အခုဆိုရင်ဆေးကုသမှုဆိုင်ရာများအတွက်ခင်မီဆက်ပစ္စည်းကိရိယာများဖြည့်တင်းပေးခဲ့ပြီးဖြစ်ရာခင်မီဆေးရုံတစ်ခုဖြစ်သူရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။တိုင်းပြည်ကာကွယ်ရေးအတွက်အလွန်အရေးပါတဲ့စစ်စင်ရေးကြီးတွေမှာကြာရအခန်းကဏ္ဍမှာတာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့တယ်လို့တပ်မတော်သားများမိသားစုဝင်များနဲ့နေမြေကန်ပြည်သူလူထုတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာလည်းဥလယ်မတုံထမ်းဆောင်ခဲ့ပါတယ်။နောင်လာမယ့်နှစ်များမှာလည်းဘေးအပ်တဲ့တာဝန်များကိုကြာရအခန်းကဏ္ဍက
တာဝန်ကျေပွန်စွာထမ်းဆောင်သွားမှာဖြစ်ပါတယ်။ဒါကြောင့်အမတ်1တက်မတော်ဆေးရုံဂရင်900ဟာပန်းမြို့တော်ရဲ့အလွန်လှပတဲ့ဈေးပညာပန်းခင်းအဖြစ်ကဘာတီတ၍ဝုံဝုံကြွားကြွားဆက်လက်တည်ရှိနေဦးမှာဖြစ်ပါကြောင်းဂုဏ်ယူစွာနဲ့တင်ဆက်လိုက်ရပါတယ်